တွဲဖက်အရန်ဟင်းနေနဲ့ပဲစားစားသူတစ်ခွက်ထင်းနဲ့ပဲစားစားထမင်းစားအရမ်းမိန်စေတဲ့မကြီးသီးမဲ့ငပိကြော်ကြော်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးပါမယ်။အရင်ဆုံးကျသွင်ဖြူနီကိုဒီလိုမျိုးပါးပါးလေးတွေလိထားပေးရပါမယ်။ပြီးရင်တော့ကျွန်တော်တို့မကြီးသီးမဲ့ကိုရေလေးစိမ်ပြီးတော့အဖက်လေးတွေမပေါအောင်လို့ဒီလိုစကားလေးနဲ့ထည့်ပြီးဇွန်းလေးနဲ့ဖိကမကြီးသီးအနှစ်တိုက်ထားပေးရပါမယ်။နောက်ထပ်ပါဝင်ပစ္စည်းတွေကတော့ပဇွန်ကြောက်ရဲ့ငရုတ်သီးခွဲချမ်းရဲ့ငပိစိမ်းစားရေဖြောထားတာရဲ့ပြီးတော့ကျွန်တော်တို့ငရုတ်သီးစိမ်းတို့ကိုပါအသစ်ပြင်ဆင်ပေးထားပါမယ်။အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဂျဲဝဲထဲမှာစီလေးတင်းတင်းလောက်ထည့်ပါမယ်။စီပူလာရင်ပါးပါးလေးလေးထားတဲ့ကျက်သွင်နီလေးကိုထည့်ပြီးတော့ကျက်သွင်နီလေးနွမ်းလာတဲ့ဒီကိုကျွန်တော်တို့စီလေးတက်ပေးပါမယ်။ပြီးရင်တော့နနွေးမုံလေးနဲ့ငယ်ထည့်မယ်။နောက်ထပ်ကျွန်တော်တို့ပါးပါးလေးလေးထားတဲ့ကျက်သွင်ဖြူလေးကိုထည့်ပြီးတော့စီလေးထပ်တက်ပေးပါမယ်။ကျက်သွင်ဖြူနီကိုဒီလိုမျိုးစီမသက်ချင်မှုဆိုလို့ရှိရင်လည်းကျွန်တော်တို့အသင်းကြော်ပြီးတာအထုပ်ကိုအသုံးပြုလို့ရပါတယ်။နောက်ထပ်ကျွန်တော်တို့အယောင်နဲ့မှုတ်ရဲ့ငရုတ်သီးခွဲချမ်းရဲ့ပဇွန်ကြောင်းမှုန့်တို့ကိုထည့်ပြီးတော့အနံလေးတွေမွေးကြံလာတဲ့ဒီကိုကျွန်တော်တို့ခဏလောက်ထပ်ပြီးတော့ကြော်ပေးပါမယ်။အဆက်အရသာနဲ့စီပါဝင်မှုကိုတော့ကိုစရိုက်လိုသလိုထည့်ပြီးတော့လဲသုံးဆောင်လို့ရပါတယ်။ပြီးရင်တော့ကျွန်တော်တို့ငပိစိမ်းသားရေဖြောထားတာရဲ့မကြီးသီးအနှစ်ရဲ့ငရုတ်သီးစိမ်းရဲ့အရသာအတွက်ကိုတော့အသီးရွက်မုံလေးနဲ့ငယ်ထည့်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်။ကျွန်တော်တို့အသုံးပြုတဲ့ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီးတော့အငံရသာလေးလိုအပ်မယ်ဆိုလို့ရှိရင်တော့စားသုံးမဟုတ်ငံပြားကြီးလေးအနှဲငယ်ထပ်ထည့်ပေးလို့ရပါတယ်။ဒီမကြီးသီးမဲ့ငပိကြော်လေးကစားလို့အရန်ကောင်းလို့ကျွန်တော်မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်လည်းအတူနောက်ဗီဒီယိုသစ်တွေမှာပြန်ဆုံပါမယ်။